မင်္ဂလာပါမတို့ရေမြန်မာကမဝေကေထရင် service ကပါမြန်မာဒီနေ့9မိုင်မှာရှိတဲ့ကမ္ဘောဇဗန်တင်နန်းကျောင်းကိုနေ့လည်စာကျွေးဖို့ရောက်ရှိခဲ့ပါတယ်ဒီနေ့ညီမကတင်နန်းသား210အတွက်နေ့လည်စာပြင်ဆင်ပေးရမှာပါအရင်က2မျိုးတွေကတစ်မျိုးကိုမြက်ခွာရဲတုပ်လေးထည့်ထားတော့လေရောက်တာနဲ့မြက်ခွာရဲတုပ်ကလေးကိုအရင်နေပါတယ်ပြီးတဲ့အခါမှာတော့တင်နန်းမလွတ်ခင်အမီနေ့လည်စာအသားဟင်းလေးတွေရောထမင်းတွေရောကြိုတင်ပြင်ဆင်ပေးထားပါတယ်တင်နန်းသားတွေက3တုပ်ခွဲပြီးစားမှာဖြစ်ပါတယ်အခုဗီဒီယိုထဲမှာပြထားတာကတော့ပထမတစ်တုပ်စာပါရှင်ညီမဒီနေ့ကျွေးမဲ့ဟင်းလေးတွေကိုပြပေးမယ်နော်ဒါလေးကမြင်းခွာရွက်တုပ်ပြီးရင်နောက်ထပ်အရင်တစ်မျိုးဖြစ်တဲ့ရွှေဖျုံသီးနှံကလေးပါပဇွန်စိတ်သေးသေးလေးတွေလည်းပါမယ်ပင်စိမ့်လေးလည်းအုပ်ထားတော့သူ့အရသာကမှုမွေးချွတ်ချွတ်လေးပါရှင်ပထမဆုံးပြပေးမယ်အသားဟင်းလေးကတော့ငခုစင်ကောလေးပဲဖြစ်ပါတယ်ငခုစင်ကောလေးကိုအယိုးလေးတွေမပါအောင်ဂရုတစိုက်နှွင်ပြီးတော့မကြေအောင်ချက်ပေးထားပါတယ်ရှင်ဒါလေးကတော့စက်သားအာလူစီပြန်လေးပါရှင်နောက်တစ်မျိုးကတော့ဝက်ကြံမဆိုင်ပဲဖြစ်ပါတယ်စရုပ်ထတစ်မျိုးကတော့ပဇွန်စီပြန်လေးပဲဖြစ်ပါတယ်၅မျိုးမြောက်အသားဟင်းလေးကတော့ကင်းမွန်ချင်းဆက်ချက်ကလေးပဲဖြစ်ပါတယ်ဒါလေးကတော့6မျိုးမြောက်ဟင်းလျာလေးဖြစ်တဲ့ဘဲဥစီပြန်ဟင်းလေးပါရေတောက်ကလေးကိုညီမကဘူးတိချမောင်ဟင်းကြိုလေးထည့်ပေးထားပါတယ်အတွက်မင်းကောင်ငပိလေးချက်ထားပြီးတော့တိုးစရာလေးကလည်း3မျိုးပါဝင်ပါတယ်ညီမတို့မဝေကေထရင် service ကနေပြီးတော့မြန်မာထမင်းဟင်းများမှာယူအားပေးခြင်းနဲ့ဆိုရင်39945454တစ်ခွန်ကိုဆက်သွယ်မှာယူနိုင်ပါတယ်မတို့ရေ